ဒီနေ့ကအန်ဒရီဆိုမာတိုမဲကိုရဲ့ဒိုင်းကိုရှူအီစုကမေပေါ့နော်ဒိုင်းကိုရှူရဲ့ခေါင်းစဉ်ကကြတော့ဤတို့ဟျောကန်ရှိမှရှောဤတို့ဟျောကန်ရှိမှရှောဆိုတာကကြတော့အမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ပေါ့နော်ဖော်ပြကြရအောင်ဆိုပြီးတော့အတိတ်ပေးရတယ်ဆိုတော့အီစုကမေရဲ့ခေါင်းစဉ်လေးကကြတော့ဒွန်နာယောစုဒစ်ကာဆိုတာကကြတော့ဘလို့ပုံစံမျိုးလဲပေါ့နော်ဘလို့အခြေအနေမျိုးလဲဆိုတဲ့အထိပ္ပယ်ရပါတယ်ဆိုတော့စကားလုံးလေးကြည့်ကြည့်မယ်ပေါ့နော်နံပါတ်1ကကြတော့ဟနာမီစုကဒေဒုယောမီကနာကဟနာမီစုကဒေဒုအထိပ္ပယ်ကပြီးမှတစ်လုံးချင်းစီပြန်ပြီးရှင်းပြမယ်ပေါ့နော်ဆိုတော့နောက်တစ်လုံးကတာမဲအီကီကိုစုကုနောက်တစ်လုံးပေါ့နော်ပြီးတော့နောက်တစ်လုံးကကြတော့ကိုယ့်အကိုဖတ်နိုင်လောက်တယ်ဆိုလို့ရှိရင်လေဒီခန်းကြီးတွေရောကြည့်ပြီးတော့ပေါ့နော်ကိုယ့်အကိုဖတ်ကြည့်ပေါ့နော်တည်တဲ့စကားလုံးရှိလားဆိုပြီးတော့ကိုယ့်အကိုစဉ်းစားကြည့်ပါပေါ့နော်အရင်ဆုံးနောက်တစ်လုံးကနာမီဒါအိုနာဂဆုနောက်စကားလုံးလေးကအာဆေအိုခခုနောက်စကားလုံးကအာဆေခုဆိုင်ဆိုတော့နောက်ဆုံးစကားလုံးလေးပေါ့နော်နောက်ဆုံးစကားလုံးကယောဒလေဆိုတော့တချို့ခန်းကြီးတွေအတိတ်ပဲသိခဲ့ကြလားအခုကစပြီးတော့ယောမိကနာလေးပြန်ပြီးတော့ရေးပေးပါမယ်အရင်ဆုံးဟာနာမီစုကဒေဒုပေါ့နော်ဟာနာဆိုတဲ့ကြီးရယ်မီစုဆိုတဲ့ကြီးရယ်ပေါ့နော်ပြီးဟာနာမီစုဆိုတာကကြတော့နှာခေါင်းကထွက်တဲ့အရေးဆိုတော့နှာရည်ကိုပြောတာပေါ့နော်ဟာနာမီစုကဒေဒုဆိုတာကကြတော့နှာရည်ထွက်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်စကားလုံးလေးကတာမဲအီကီယိုစုကုဆိုတာကကြတော့လေတက်ပြင်းချသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အီကီဆိုတာကလေဒီအသက်ရှူတယ်ဆိုတဲ့ကြီးလေးပေါ့နော်ဒီကြီးကကြတော့တာမဲအီကီဆိုတာကတက်ပြင်းကိုပြောတာတာမဲအီကီယိုစုကုဆိုတော့တက်ပြင်းချသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီမှာတာမဲအီကီကိုစုလူဆိုပြီးမှားရေးလိုက်မိတယ်ပေါ့နော်သူ့ရဲ့အရှိအတိုင်းဆိုလို့ရှိရင်တာမဲအီကီကိုစုကုမလို့တာမဲအီကီကိုစုကုလို့ပြင်ဖတ်ပေးပါနော်တာမဲအီကီကိုစုကုဆိုတာကတက်ပြင်းချသည်ဆိုတဲ့အဓိပ္ပာယ်ပါတာမဲအီကီကိုစုလူလို့သုံးတာမျိုးလည်းရှိပါတယ်ဒါပေမဲ့ဒီမှာတော့တာမဲအီကီကိုစုကုဆိုတော့တာမဲအီကီကိုစုကုဆိုတဲ့ပုံစံနဲ့ပြင်ဖတ်ပေးပါနောက်တစ်လုံးကနာမီဒါကိုနာဂဆုဆိုတာကမျက်ရည်ကျသည်ဆိုတဲ့အဓိပ္ပာယ်ပါနောက်စကားလုံးကအာဆေအိုခခုဆိုတာကချွေးထွက်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အာဆေဆိုတာချွေးကိုပြောတာနော်နောက်စကားလုံးအာဆေခုဆိုင်ဒီခုဆိုင်ဆိုတာကလေခန်းကြီးနဲ့ရေးမယ်ဆိုလို့ရှိရင်နီယိုအီဆိုတဲ့ကြီးပေါ့နော်ဆိုတော့အာဆေဆိုတာကချွေးဒီနီယိုအီဆိုတာကနန်တော်ဆိုတော့ချွေးနန်နန်သည်ဆိုတဲ့အဓိပ္ပာယ်ရမယ်ပေါ့နော်အာဆေခုဆိုင်ဆိုတာကချွေးနန်နန်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ယောဒလေဆိုတာကကြတော့ပါဇက်တဲ့ကနေကြတယ်တရေကိုပြောတာပါတရေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဗာလေဖနက်ဒီပါကြီးလောက်တဲ့တရေကိုပြောတာမဟုတ်ပဲပါဇက်ကကြတဲ့တရေကိုပြောတာပါနောက်တစ်ခုကဒီမှာပေါ့နော်တာမဲအီကီကိုစုကုဆိုတာမျိုးပြီးရင်နာမီဒါကိုနာဂဆုဆိုတာမျိုးသူကဆက်တစ်ခုအနေနဲ့ပေါ့နော်အတော်တစ်ခုအနေနဲ့ဆက်ပြီးတော့သူကသတ်မှတ်ပြီးထားတာပေါ့နော်သုံးလို့ရအောင်သတ်မှတ်ထားတာအပြင်ကိုဒီတာမဲအီကီကိုစုကုမဟုတ်ပဲねတာမဲအီကီကဒေဒုဆိုတာမျိုးနောက်တစ်ခုကနာမီဒါကဒေဒုအာဆေကဒေဒုဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးဒေဒုနဲ့တွဲပြီးတော့လေအဓိပ္ပာယ်ကတော့အတူတူပဲဒေဒုနဲ့တွဲပြီးသုံးလို့ရတယ်ဒီယောဒလေကလည်းအတူတူပဲပေါ့နော်ယောဒလေကဒေဒုဆိုလို့ရှိရင်တရေကြသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဆိုတော့ဒါကတစ်ပိုင်းပေါ့နော်သူသတ်မှတ်ထားတဲ့ဟာရဲ့ဒေဒုနဲ့တွဲပြီးတော့သုံးတဲ့ဟာရဲ့ဆိုတော့နောက်တစ်ပိုင်းပေါ့နော်နောက်တစ်ပိုင်းကကြတော့နတ်နီကဒေဒုဆိုတဲ့ဥစ္စာရဲ့ပြီးတော့နတ်နီကအိုစုဒုနတ်နီကဒေဒုဆိုတာရဲ့နတ်နီအိုစုဒုဆိုတဲ့ဖောင်လေးနဲ့သုံးထားတဲ့စကားလုံးလေးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဆေခီကဒေဒုဆေခီအိုစုဒုဒါဆိုရင်အတူတူပဲပေါ့နော်အဓိပ္ပာယ်ကတော့ဆေခီကဒေဒုဆေခီအိုစုဒုဆိုတာကချောင်းဆိုးသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်နောက်စကားလုံးကရှောက်ခုလီကဒေဒုရှောက်ခုလီအိုစုဒုဆိုတာကဂျိုးထိုးသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်နောက်စကားလုံးကခုရှာမီကဒေဒုခုရှာမီကိုစုဒုဆိုတော့အဓိပ္ပာယ်ကခုရှာမီကိုစုဒုခုရှာမီကဒေဒုဆိုတာကနှာချေသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နှာချေသည်နောက်စကားလုံးကအခုဘီကိုစုဒုအခုဘီကဒေဒုအခုဘီကိုစုဒုပေါ့နော်အဓိပ္ပာယ်ကကြတော့တန်းဒီပေါ့နော်တန်းဒီဆိုတာကကြတော့အိတ်ချင်တဲ့အခါပေါ့နော်အိတ်ချင်စိတ်ဖြစ်တဲ့အခါမှာတန်းဝေတာကိုပြောတာအခုဘီကဒေဒုအခုဘီကိုစုဒု
ဆိုတော့နောက်စကားလုံးလေးကြည့်ကြည့်မယ်နောက်စကားလုံးကကြတော့ကပ်ပူကဒေတို့ကပ်ပူဆိုလို့ကပ်ပူကဒေတို့ကပ်ပူဆိုလို့ဆိုတာကလေချင်းတက်တာကိုပြောတာပေါ့နော်သူရဲ့အဓိပ္ပာယ်ကလေချင်းတက်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်စကားလုံးကအိုနာလာကဒေတို့အိုနာလာကိုဆိုလို့အိုနာလာကဒေတို့အိုနာလာကိုဆိုလို့ဆိုတာကအဓိပ္ပာယ်ကအီးပေါက်သည်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒီမှာစာနဲ့တော့မဆိုင်ဘူးပေါ့နော်တခုပြောပြချင်တာဒီဂျပန်မှာကလေဒီလေချင်းတက်တာတို့အီးပေါက်တာတို့ကမြန်မာမှာနဲ့အတူတူပဲပေါ့နော်ဒီလူကြားထဲမှာလုံရင်တိတ်မကောင်းဘူးဒါပေမဲ့အီးပေါက်တာထက်စာရင်လေချင်းတက်တာပို့ပြီးတော့ပေါ့နော်လေချင်းတက်တာကိုပို့ပြီးတော့ဘယ်လိုပြမလဲလူရှိမှလှုပ်လို့ရှိရင်တော်တော်လေးသူတို့အတွက်အဆင်မပြေဘူးပေါ့နော်အဲ့လိုလူရှိမှာပေါ့နော်လေချင်းတက်တာတွေဘာတွေလုပ်တယ်ဆိုလို့ရှိရင်အရန်ရင်းနှီးရလို့ဆိုလို့ရှိရင်ထုတ်ပြောကောင်းထုတ်ပြောလိုက်မယ်ဒါပေမဲ့မရင်းနှီးရလူကြတော့ထုတ်တော့မပြောဘူးဒါပေမဲ့သူတို့စိတ်ထဲမှာတော်တော်အဲ့လူနဲ့ပတ်သက်ပြီးနေတမျိုးစိတ်ထဲမှာတမျိုးဖြစ်သွားတတ်တယ်ပေါ့နော်ဒါကြောင့်သတိထားတာကောင်းပါတယ်ဒါဆိုဒီထိရပေါ့နော်နာနီကဒေတို့နာနီကိုဆိုလို့ဆိုတဲ့အပိန်အားပြီးပြီပေါ့နော်ဒါဆိုနောက်တစ်ပိုင်းကြည့်မယ်နော်ပထမဆုံးစကားလုံးကပေါ့နော်တိုင်းကျူးကဖူရဲလူဆိုတာကကြတော့လေခန္ဓာကိုယ်အလေးချိန်ကတိုးတီဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့တိုင်းကျူးကဖူရဲလူဆိုတာကခန္ဓာကိုယ်အလေးချိန်တိုးတီနောက်ကိုအလေးချိန်တိုးတာကိုနောက်တနည်းအားဖြင့်ဆိုလို့ရှိရင်ဖူတိုလူဆိုတဲ့ဝါတီဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဖူတိုလူဆိုတာကဝါတီဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့နောက်စကားလုံးကတိုင်းကျူးကိုဖူရစုဆိုတော့ဒီအပေါ်ကပေါ့နော်အပေါ်ကတိုင်းကျူးကဖူရဲလူကကြတော့ဂျီဒိုးရှိပေါ့နော်သူ့ဘာသာသူတိုင်းကျူးကခန္ဓာကိုယ်အလေးချိန်ကတိုးသည်သူ့ဘာသာသူဖြစ်တဲ့ဥစ္စာကိုပြောတာဒီအောက်ကတိုင်းကျူးကိုဖူရစုဆိုတာကခန္ဓာကိုယ်အလေးချိန်ကိုတိုးအောင်လုပ်သည်ဆိုတော့ဒါကတာတိုးရှိပေါ့နော်တစုံတစ်ယောက်ကနေပြီးတော့အလေးချိန်တိုးအောင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဒါဂျီဒိုးရှိတာတိုးရှိကွာသွားတဲ့သဘောပေါ့နော်နောက်စကားလုံးကတိုင်းကျူးကဟေလူဆိုတာကကြတော့ဟေလူဆိုတာကယော့တီနေသွားသည်ဆိုတဲ့ခန်းကြီးပေါ့နော်အဲ့တော့တိုင်းကျူးကဟေလူဆိုတာကကြတော့ခန္ဓာကိုယ်အလေးချိန်ယော့တီခန္ဓာကိုယ်အလေးချိန်နေသွားသည်ဆိုတဲ့အဓိပ္ပာယ်ပါခန္ဓာကိုယ်အလေးချိန်ယော့သွားတာခန္ဓာကိုယ်အလေးချိန်နေသွားတာကိုတနည်းအားဖြင့်ဆိုလို့ရှိရင်ပိန်သည်ဆိုပြီးပြောလို့ရတယ်ပေါ့နော်ရဆဲလူဆိုပြီးပြောပါတယ်ရဆဲလူဆိုတာကပိန်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးကတိုင်းကျူးကိုဟေလာစုဒါလေးပဲပေါ့နော်အပေါ်ကဟေဒုနဲ့ဂျီဒိုရှိတာဒိုရှိဖောင်းဟေဒုဆိုတာကဂျီဒိုရှိပေါ့နော်သူ့အလိုလျောက်ခန္ဓာကိုယ်အလေးချိန်ယော့သွားတာကိုပြောတာတိုင်းကျူးကိုဟေလာစုဆိုတာကကြတော့တမင်တကာပေါ့နော်ခန္ဓာကိုယ်အလေးချိန်အောင်ယော့အောင်လုပ်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဆိုတော့ခန္ဓာကိုယ်အလေးချိန်ကိုယော့အောင်လုပ်သည်ဆိုတဲ့ဥစ္စာကိုနောက်တနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်ဒိုင်းရက်တူဆိုပြီးပြောလို့ရပါတယ်ဒိုင်းရက်တူဆိုတာကဒိုင်းရက်လုပ်သည်ပေါ့နော်ဝိတ်ချသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီဒိုင်းရက်တိုဆိုတဲ့စကားလုံးကပေါ့နော်ဂျပန်မှာလည်းပဲဒီရထားတွေပေါ်မှာရောတခြားဒီခန်းပန်းတွေမှာရောခဏတွေ့ရတယ်ပေါ့နော်ဒီဝိတ်ချတယ်ဆိုတဲ့စကားလုံးဒိုင်းရက်လုပ်တယ်ဆိုတဲ့စကားလုံးကတကယ်လည်းအသုံးများပါတယ်ဆိုတော့ဒိုင်းရက်တိုဆိုတာကဒိုင်းရက်လုပ်သည်ဝိတ်ချသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီအထိကခန္ဓာကိုယ်အလေးချိန်တို့ရော့တာနေတာတွေပေါ့နော်ပိန်တာဝါတာတွေနဲ့ဆိုင်တဲ့အပိန်ဒါဆိုနောက်တစ်ပိုင်းသွားကြည့်မယ်အရင်ဆုံးစကားလုံးကကြတော့အီဘီကီယိုခါကုဆိုတာဘာပြောရလဲဆိုတော့လေအိတ်တဲ့အချိန်မှာဟောက်တာပေါ့နော်အိတ်တဲ့အချိန်မှာဟောက်တန်ထွက်ပြီးရောအိတ်တာဟောက်တာကိုအီဘီကီယိုခါကုလို့ပြောပါတယ်နောက်စကားလုံးကအရှိကရှီဘီလေလူဆိုတာကကြတော့ခြေထောက်ကျင်တယ်ဆိုပြီးပြောတာပေါ့နော်ရှီဘီလေလူဆိုတာကကျင်တီထုံတီဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ဆိုတော့အရှိကရှီဘီလေလူဆိုတာကခြေထောက်ကျင်တီဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်စကားလုံးကခါလာတာကဖူလူရဲလူဆိုတာကဒီခါလာတာဆိုတာကခန္ဓာကိုယ်ကိုပြောတာပေါ့နော်ဖူလူရဲလူဆိုတာကတုံခါတာကိုပြောတာဥပမာလက်တွေပါအရန်တုံတာပေါ့နော်လက်တုံတာကိုလေဖူလူရဲလူလို့ပြောတယ်ခန္ဓာကိုယ်ကခါလာတာကဖူလူရဲလူဆိုရင်ခန္ဓာကိုယ်ကတုံခါတာပေါ့နော်ဥပမာအဖျားတွေပါရှိပြီးတော့ပေါ့နော်ချမ်းပြီးတော့တုံခါနေတဲ့အခါမျိုးမှာအဲ့ဟာကိုလည်းပဲခလာတာကဖူလူရဲလူဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့ကြတော့ဖူလူရဲလူဆိုတာကတုံခါသည်ဆိုတဲ့အဓိပ္ပာယ်ခလာတာကဖူလူရဲလူဆိုတော့ခန္ဓာကိုယ်ကတုံခါသည်ဆိုတဲ့အဓိပ္ပာယ်ပါဒါဆိုနောက်တစ်လုံးကြည့်မယ်ပေါ့နော်နောက်စကားလုံးကကြတော့ခတ္တကခိုတုဆိုတာကလေခတ္တဆိုတာကဒါပခုံးဆိုတဲ့ခန်းကြီးပေါ့နော်ဒီဒါပေမဲ့မြန်မာလိုစီဒီအောင်ဘာသာပြန်ရမယ်ဆိုလို့ရှိရင်ကြတော့ခတ္တကခိုတုဆိုတာကဇကြောတက်တီဆိုတဲ့ဟာနဲ့အတိတ်ပဲသွားတူတယ်ပေါ့နော်ဒီဇကြောကတောင့်ပြီးတော့အဲ့နေရာမှာအကိတ်ခဲတာတွေဖြစ်တာကိုဒီဂျပန်လိုဆိုလို့ရှိရင်ခတ္တကခိုတုဆိုပြီးပြောတယ်ပေါ့နော်ဆိုတော့ခတ္တကခိုတုဆိုတာကကြတော့ဇကြောတက်တီဆိုတဲ့အတိတ်ပဲပါမင်းရှိအနေနဲ့ပေါ့နော်ခတ္တခိုရီဆိုပြီးတော့သုံးနာမျိုးလည်းရှိပါတယ်ခတ္တခိုရီကအဒုဆိုလို့ပြီးတော့ပြောတယ်ဆိုလို့ရှိရင်ကိုကအဲ့လိုစချိုးတက်တာမျိုးရှိတယ်ဆိုပြီးပြောတဲ့အဓိပ္ပာယ်ပေါ့နော်
ဒီမဲရှိရတော့ခတ္တကိုဒီမှာဒိုးရှိရတော့ခတ္တကခိုဒုစကြောတက်တီဆိုတဲ့အဓိပ္ပာယ်ပါနောက်စကားလုံးကခုဆဲကစုခုခုဆဲကစုခုဆိုတာကလေခုဆဲဆိုတာကအကျင့်ကိုပြောတာပေါ့နော်တခုအကျင့်ကိုပြောတာခုဆဲကစုခုဆိုတော့အကျင့်ဖြစ်သည်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုခုဆဲနိနာရုဆိုတာလည်းရှိရပေါ့နော်ခုဆဲနိနာရုဆိုတာလည်းအဓိပ္ပာယ်ကအကျင့်ဖြစ်သည်ဆိုတဲ့အဓိပ္ပာယ်တော့အတူတူပဲဒါပေမဲ့ခုဆဲကစုခုကကြတော့နည်းနည်းမကောင်းတဲ့အဓိပ္ပာယ်ရောက်တယ်ပေါ့နော်မကောင်းတဲ့အကျင့်တစ်ခုဖြစ်လာတယ်ဆိုတဲ့အခါမှာပြောတဲ့အခါမှာသုံးတာများပြီးတော့ခုဆဲနိနာရုကကြတော့များသောအားဖြင့်သူကကောင်းတဲ့အဓိပ္ပာယ်ပိုရောက်တယ်ပေါ့နော်ကောင်းတဲ့အဓိပ္ပာယ်ကောင်းတဲ့အကျင့်တွေဖြစ်လာတဲ့အခါမှာသုံးပါတယ်နောက်စကားလုံးကစတိုရက်စုကတမဒုစတိုလက်စုကတမဒုဆိုတာကစတိုရက်စုဆိုတာကကြတော့ stress ကိုပြောတာပေါ့နော်စိတ်ဖိအားတွေစိတ်ပင်ပန်းမှုတွေကိုပြောတာတမဒုဆိုတာကစုပုံသည်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့စတိုရက်စုကတမဒုဆိုတာကstress ပြီးတာ stress တွေစုပုံတာပေါ့နော်စိတ်ပင်ပန်းစရာတွေစုပုံနေတာကိုပြောတဲ့အခါမှာသုံးပါတယ်ဒါဆိုနောက်စကားလုံးတစ်လုံးကြည့်မယ်နောက်စကားလုံးကကြတော့တိုရှိကိုတိုရှိကိုတိုလူဆိုတာကကြတော့တိုရှိဆိုတာကအသက်ကိုပြောတာပေါ့နော်အရွယ်ကိုပြောတာအသက်အရွယ်ကိုပြောတာတိုရှိကိုတိုလူဆိုတာကကြတော့အသက်ကြီးသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးကဆုမဲကနိုဘီလူဆိုတာကကြတော့ဆုမဲဆိုတာကလက်သေးကိုပြောတာပေါ့နော်နိုဘီလူဆိုတာကကြတော့ရှည်တာကိုပြောတာရှည်ထွက်တာပေါ့နော်ရှည်ထွက်တာကိုပြောတာအဲ့တော့ဆုမဲကနိုဘီလူဆိုတော့လက်သေးရှည်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်လက်သေးရှည်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်စကားလုံးကဟီဂေကဟာအေဒုဆိုတာကကြတော့ဟီဂေဆိုတာကမုတ်စိတ်မှုကိုပြောတာပေါ့နော်မုတ်စိတ်ကဟာအေဒုဆိုတာကပေါက်တီပေါ့နော်အပင်ပေါက်တာတို့ဘာလို့မှလည်းသုံးတယ်အဲ့တော့ကြတော့ဟီဂေကဟာအေဒုဆိုတာကမုတ်စိတ်မှုပေါက်တီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်စကားလုံးကဟာကဟာအေဒုဆိုတာကကြတော့ဟာဆိုတော့တော့ပေါ့နော်ဟာအေဒုဆိုတာကဆော့စကားလုံးနဲ့အတူတူပဲပေါက်တီဆိုတော့ဟာကဟာအေဒုဆိုတာကကြတော့သွားပေါက်တီသွားထွက်တီဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်စကားလုံးကခမီနော့ခေကနုခေဒုဆိုတာကကြတော့ခမီဆိုတာကကြတော့သပင်ကိုပြောတာပေါ့နော်ခေဆိုတာကကြတော့အမွေးကိုပြောတာပေါ့နော်အဲ့တော့ခမီနော့ခေဆိုတာကကြတော့သပင်မွေးကိုပြောတာအဲ့တော့ခမီနော့ခေကနုခေဒုဆိုတာကကြတော့နုခေဒုဆိုတာကကျွတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ခမီနော့ခေကနုခေဒုဆိုတော့သပင်မွေးကျွတ်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်စီလီယာအောင်ဘာသာပြန်ရင်တော့သပင်ကျွတ်သည်ပေါ့နော်နောက်စကားလုံးတစ်လုံးကဟာဂဲလူပေါ့နော်ဟာဂဲလူဆိုတာကကြတော့ကတုံးဖြစ်သည်ဆိုပြီးတော့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒီလိုမျိုးသပင်ကြီးကျွတ်ပြီးတော့သပင်ဘာမှမရှိတော့တဲ့ကတုံးဖြစ်လာတဲ့အခါမှာဟာဂဲလူလို့သုံးပါတယ်ဟာဂဲလူဆိုတာကကတုံးဖြစ်သည်နောက်စကားလုံးတစ်လုံးကခမီကိုဆိုမဲလူဆိုတာကကြတော့ခမီဆိုတာကသပင်ပေါ့နော်ဆိုမဲလူဆိုတာကအယောင်ဆိုးသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့ကြတော့ခမီကိုဆိုမဲလူဆိုတာကသပင်အယောင်ဆိုးသည်ဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့ဒီနေ့ရဲ့ဆိုမတူမဲကောကြီးရဲ့ဒိုင်းကောရှူအီစုကမဲပေါ့နော်အီစုကမဲရဲ့ကောကြီးက32လုံးရှိပါတယ်ဒါကတကယ်ပေါ့နော်အပြင်မှာလည်းခါအီဝါစကားပြောတဲ့အခါမှာလည်းလက်တွေ့အသုံးဝင်တာမို့လို့နည်းနည်းချင်းစီမှတ်သွားနိုင်ရင်တော့ကောင်းပါတယ်